အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပြည်ကြီးငါးလေးတွေးလို့ဗီဒီယိုစီမှာတော့ဒါရေချက်လို့ခေါ်ရပါတော့ရေချက်တွေးလို့ဒီရခိုင်တုတ်စားမယ်ပြီးတော့ကလေးအတွက်တမင်ညံလေးထည့်မယ်ဆိုပြီးတော့ဝယ်လာခဲ့တယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီရေချက်ကိုတွေ့ရင်တော့မဝယ်ဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကရေချက်တွေကအရမ်းငန်ပြီးတော့မလက်တာများတယ်ကဲအခုတော့ကြော်ပါပြီကလေးအတွက်ချိုးလေးကြော်တာဖြစ်ပါတယ်ဒါစမ်းဝယ်လာခဲ့တာပေါ့နော်သူကလက်မယ်လို့မြင်ရတာဖြစ်တဲ့အတွက်ဝယ်လာခဲ့တာဒါဝယ်လာတော့9000မို့ပဲ9000မို့ဆိုရမ်းတန်တယ်ဒါမဲ့မကောင်းတာနဲ့ကြာမှာဆိုလို့လေပုံမှန်ဆိုလို့ရှိရင်တော့ဒီရေချက်တွေဆိုရင်ရန်ကုန်မှာဆိုဝယ်မစားဘူးပေါ့နော်ကဲသမီးလေးအတွက်ရပါပြီချိုလေးပါရတာရှိပါတယ်ထဲမှာအနစ်ကလေးဆိုပြည့်နေရပဲရတာရှိရယ်ဒါကတော့မနက်ဖြန်သမီးညိုင်လေးအတွက်ကိုကြိုဖဲထားတာဖြစ်ပါတယ်ဒါတော့ဟိုဒီတုတ်စားမှာဖြစ်ပါတယ်ရတာချဲကသူကတော့ဘူးညွန့်လေးနဲ့စပီတီပြီးတော့ဒီရင်းနှီးပူပူလေးတည်ပြီးတော့မှတုတ်စားဖို့အတွက်ပြင်ရဖြစ်ပါတယ်တယောက်စားပဲဆိုတော့အရင်အများကြီးဆိုလည်းမကုန်မြုပ်ကြီးထောင်းနဲ့မြုပ်ကြီးကိုလှော်ပြီးတော့မှထောင်းတာဖြစ်တယ်ကဲအခုတော့ရပြီအရင်ဆက်ဆက်ကြီးမဟုတ်ဘူးဒါပေမဲ့အရင်စားကောင်းတယ်ငပလီလွမ်းပြေလေးစားတာဖြစ်ပါတယ်bye bye